여러분, 느낌နဲ့ 기본နဲ့ကို အတူတူပဲလို့ ထင်နေရလား? ထင်လဲထင်နိုင်ပါတယ်။နှစ်ခုစလုံးရဲ့အဓိပ္ပာယ်က အင်္ဂလိပ်လိုဆိုလို့ရှိရင် feeling ဆိုတဲ့အဓိပ္ပာယ်ဆိုတော့လေ။ဒါပေမဲ့ကိုရီးယားလိုကျတော့နှစ်ခုကအဓိပ္ပာယ်မတူတော့ဘူး။အဲ့ခါကျတော့အတူတူပဲထင်ပြီးတော့တွဲသုံးလို့ရှိရင် native တွေကရည်လိမ့်မယ်နော်။အဲ့ဒါကြောင့်မလို့ဒီနေ့ဒီ 기본 နဲ့ 느낌 နှစ်ခုရဲ့ကွာခြားချက်ဘာတွေကွာခြားလဲဘယ်နေရာတွေမှာသုံးလဲဆိုတာကိုပြောပြပေးသွားမယ်။အဆုံးထိကြည့်သွားမယ်နော်။အရင်ဆုံးသူတို့နှစ်ခုရဲ့အဓိပ္ပာယ်ကိုအရင်ပြောမယ်။ပထမတစ်ခု 기본 ရဲ့အဓိပ္ပာယ်ကကျတော့စိတ်ခံစားချက်ကိုပြောတယ်။စိတ်ခံစားချက်အနိမ့်အမြင့်အကျက်အကျဒါမျိုးကိုပြောတယ်ပေါ့နော်။စိတ်ညစ်တာတွေစိတ်တိုတာတွေကအစ 기본 နဲ့သုံးတယ်။ 느낌 ကကျတော့အဲ့လိုမဟုတ်ဘူး။စိတ်အာယုံပေါ့နော်။အာယုံဆိုတဲ့ဒီအတိပေါ့နော်။အတိအတွေးတစ်ခုအဲ့ဒါမျိုးရှိတယ်။ပြီးတဲ့အခါကျတော့ तू ကဘယ်လိုမျိုးနေရာတွေမှာသုံးသေးလဲဆိုတဲ့အခါကျတော့ကိုယ်ထိတွေ့လိုက်ရတဲ့အထိအတွေ့အပေါ်ဒါမှမဟုတ်လို့ရှိရင်ကိုယ်မြင်လိုက်ရတဲ့အမြင်အပေါ်မှာလည်းဒီ 느낌 ကိုတချို့တို့ကသုံးတယ်။အဲ့တော့ဥပမာလေးအနေနဲ့အရင်ဆုံးကြည့်လိုက်မယ်။နံပါတ် 1 기본 နဲ့ဆိုလို့ရှိရင်시험이 끝나서 기분이 좋아요. 사무회 삐도하로စိတ်ပျော်သွားတယ်စိတ်ခံစားချက်ကောင်းသွားတယ် 기본에 သုံးလိုက်တယ်။နောက်တစ်ခု 비가 와서 기분이 우울해요.မိုးရွာလို့စိတ်ညစ်တယ်မိုးရွာနေလို့စိတ်ပျက်တယ်ဒီလိုမျိုးသုံးလိုက်တယ်နော်စိတ်ခံစားချက်အရာသုံးတာဆိုတော့နောက်တစ်ခု 친구를 만나서 기분이 좋아졌어요.တကယ်ချင်းကိုတွေ့လိုက်လို့စိတ်ပျော်သွားတယ်ဒါက तू가 စိတ်ခံစားချက်အနေအမြင့်အတက်ကြတွေမှာ 기본에 သုံးတယ်ကဲနောက်တစ်ခုက 느낌 နဲ့ကြတော့မတူတော့ဘူးထားပါတော့ pre-podcast ဆိုင်တွေဘာတွေကိုသွားလိုက်တယ်ထိုင်ကုန်လေးမှာထိုင်လိုက်တယ်ဆိုဖာလေးမှာထိုင်လိုက်တယ်ဒါမှမဟုတ်လို့ရှိရင် coffee ဆိုင်တွေဘာတွေမှာသွားတယ်ဆိုဖာလေးမှာထိုင်လိုက်ထိုင်ကုန်လေးမှာထိုင်လိုက်이 소파가 느낌이 좋아 이ထိုင်ကုန်လေးကထိုင်လို့ကောင်းလိုက်တာဆိုရယ်ခံစားချက်မျိုးခံစားရတာအဲ့ဒါမျိုးဆိုရင် 느낌 နဲ့တချို့တို့ကသုံးမယ်နောက်တစ်ခုကကြတော့ 오늘은 왠지 느낌이 좋아요. 디နေ့ဘာကြောင့်မှမသိဘူးစိတ်ပျော်နေရဲ့ဒီလိုမျိုးသုံးတာပေါ့နော်။ဥပမာညကအိမ်မက်မက်တယ်အိမ်မက်ထဲမှာကိုထိပေါက်လို့လားချမ်းသာသွားလို့လားအဲ့ဒါကြောင့်ပေါ့နော်မနက်ခင်းအိပ်ရာထကလေးကစိတ်ခံစားချက်တွေကောင်းနေရယ်ဆိုလို့ရှိရင်ဒီလိုမျိုးသုံးတယ် 오늘은 왠지 느낌이 좋아. 디နေ့ဘာကြောင့်မှမသိဘူးကွာစိတ်တွေပျော်နေရယ်တက်ကြွနေရယ်ပေါ့နော်ဒါမျိုးသုံးတယ်နောက်တစ်ခု 처음 만났을 때부터 좋은 느낌이 들었어요. ပထမဆုံးတွေ့တာဆိုပေမဲ့ပေါ့နော်ကောင်းတဲ့ခံစားချက်တွေခံစားနေရတယ်သူ့ပထမဆုံးတွေ့တာဆိုပေမဲ့သူနဲ့ကိုယ်နဲ့ chemistry မိမယ်လို့ထင်နေတဲ့တတ်တယ်လို့ထင်နေပေါ့ဒီလိုမျိုးချိန်နေမှာဆိုလို့ရှိရင် 느낌 နဲ့သုံးပါတယ်여러분ဒါဆိုလို့ရှိရင်နော် 기본, 느낌 ဒီနှစ်ခုရဲ့ကွာခြားချက်ကိုသိပြီလို့ထင်ပါတယ်အဓိကတချို့တို့မှတ်ထားရမှာကဘာလဲဆိုတော့ကိုယ့်ရဲ့ခံစားချက်အနေအမြင့်အတက်အကျကိုပြောချင်တယ်ဆိုလို့ရှိရင်တော့ 기본 နဲ့သုံးလိုက်မယ်အဲ့လိုမဟုတ်ဘဲနဲ့ဘာလဲကိုယ်ထိတွေ့လိုက်ရတဲ့အထိတွေ့ကိုယ်ကြားလိုက်ရတဲ့အကြောင်းကိုယ်သိလိုက်ရတဲ့အသည့်အုံနောက်ထဲကနေသိလိုက်ရတဲ့အသည့်ခံစားချက်ကိုပြောချင်တယ်ဆိုလို့ရှိရင်တော့ 느낌 နဲ့သုံးမယ်ကဲ여러분도ကိုယ်တိုင် sentence လေးဖန်တီးပြီးတော့ comment ထဲမှာရေးခဲ့ပေးပါဦးနော်우리는 다음 영상에 또 보여요